လူသေးသွားရင်မြေကြီးထဲမှာငြိမ်သက်သက်အိပ်ဆက်သွားကြတာတဘာဝပါပဲဒါပေမဲ့မြေမြုပ်ပြီးတိုင်းနောက်တစ်နေ့မနက်မှာအလိုလိုပြန်ပွင့်နေတတ်တဲ့ကိုတင်ချိုင်းတစ်ခုအကြောင်းတင်ကြားပူပါသလားဒီအဖြစ်အပျက်ဟာတကယ်ကိုစက်တိထစရာကောင်းလာတဲ့လိုအပ်ချက်တစ်ခုဖြစ်နေပါတယ်သိကြတာကတော့ဒါဟာတာမန်ကိစ္စတစ်ခုလုံးဝမဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကညာဒေသရဲ့ခေါင်းကျတဲ့ရွာလေးတစ်ရွာမှာဒီထိတ်နှက်စရာဇလန်းစတင်ခဲ့တာပါရွာပြင်ကတင်ချန်ဟောင်းကြီးဟာချုံနယ်ပိတ်ဖုံးနေပြီးနှိကိဘတ်တောင်သွားရဲသူမရှိအောင်ရှားပါပါတဲ့အဲ့ဒီနေရာမှာဆိုးရွားတဲ့ကြေကြားတစ်ခုကြောက်ရောက်နေတယ်လို့ရွာကန်တွေကအယုံကြည်ရှိခဲ့ကြပါတယ်ဇလန်းရဲ့အဓိကဇာတ်ကောင်ကတော့ရုတ်တရက်အသက်ခံလိုက်ရတဲ့ရွာသူကြီးရဲ့တပည့်ပြိုလေးပဲဖြစ်ပါတယ်သူမတည်ဆုံးသွားတဲ့အချိန်မှာတရွာလုံးကူးစေးတော့ကရောက်ခဲ့ကြရပြီးကြီးကျယ်တဲ့နာရီအခမ်းအနားကိုညှိမြုပ်တကြိုပေးခဲ့ကြတာပါဒါပေမဲ့သူမရဲ့ဝိညာဉ်ဟာလွယ်လွယ်နဲ့ငြိမ်းချမ်းခွင့်မရခဲ့ဘူးလို့ဆိုရပါမယ်ပထမဆုံးညှိမြုပ်တဲ့နေ့ကအားလုံးပုံမှန်ပါပဲဖုန်ကြီးတွေပင်ပြီးရဲသက်ချတရားနာကကောက်ကောက်မမောမဲကူသွင်းခဲ့ကြတာပါညဘက်ရောက်တော့ရွာထဲမှာဖျောင်းတန်လေးဆူညံနေပြီးထူးဆန်းတဲ့လေပြင်းတွေတိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီခေတ်ကကြီးတွေကပြောပြခဲ့မှုပါတယ်။နောက်တစ်နေ့မနက်လင်းတော့ရွာသားတွေတင်းချိုင်းကိုရောက်သွားတဲ့အခါနှောင်းထိတ်လန့်စရာမြေကွင်းကိုတွေ့လိုက်ရပါတယ်။မနေ့ကမှတေချာပိတ်ထားတဲ့ကိုဟာဟောင်းလောက်ပေါက်ပွင့်နေပြီးမြေကြီးတွေကလည်းဖျို့ဖျဲဖြစ်နေခဲ့တာပါ။စာပိုင်းမှာတော့တကူတွေကအဖိုးတန်ပစ္စည်းလာခိုးတယ်လို့ပဲထင်ခဲ့ကြပါတယ်။ဒါနဲ့ပဲရွာသားတွေဟာကိုတေချာပြန်ပိတ်ပြီးအပေါ်ကနေကြီးမားတဲ့အကြောက်တုံးကြီးတွေဖိတင်ထားခဲ့ကြပါတယ်။ဒီတစ်ခါတော့ဘယ်သူမှအလွယ်တကူဖွင့်လို့မရနိုင်တော့ဘူးလို့အားလုံးကယုံကြည်ခဲ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီညမှာလည်းတင်းချိုင်းဘက်ကငိုကြွေးတန်လို့အတန်ဆန်းတွေကြားနေရပြန်ပါတယ်တတိယမြောက်နေ့မနက်မှာတော့အားလုံးရဲ့ကြောင်မြင်မှုဟာအထွတ်အထိပ်ကိုရောက်သွားခဲ့ပါပြီအဲ့ဒီကြီးမားလာတဲ့ကြောက်တုံးကြီးတွေဟာဘေးကိုလွင့်စင်နေပြီးကိုပေါက်ကြီးကထပ်ပွင့်နေပြန်တာပါဒါဟာလူသားတွေရဲ့လက်ချက်လုံးဝမဖြစ်နိုင်တော့ဘူးဆိုတာအားလုံးသဘောပေါက်သွားကြပါပြီဒီချိန်မှာပဲရွာတွေကတကြီးရွယ်အိုတွေကရှင်းအောင်ကြေကြားတစ်ခုအကြောင်းစတင်ပြောဆိုလာကြပါတယ်။တရားသဖြင့်အသက်ခံရသူတွေရဲ့ဝိညာဉ်ဟာအမှန်တရားမပေါ်မချင်းညင်ကြီးထဲမှာအာမနေနိုင်ဘူးဆိုတဲ့ဒီဝါစာတစ်ခုရှိနေခဲ့တာပါ။သမီးပြိုလေးရဲ့တိတ်ဆုံးမှုနောက်ပိုင်းမှာအကျယ်ခဲတွေရှိနေတာသိကြသွားပါပြီ။ဝိညာဉ်ဟာညဘက်ရောက်တိုင်းကုတက်ကနေရုံထွက်ပြီးတရားခံကိုလိုက်လံရှောက်ပေးနေတာလားဆိုပြီးရွာသားတွေထိတ်လန့်နေကြကြပါတယ်။နေဝင်သွားတာနဲ့တရွာလုံးတကားတွေပိတ်ပြီးအိမ်ပြင်ကိုခြေတလန်းတာမထွက်ရဲလောက်အောင်အခြေအနေကဆိုးရွားလာခဲ့ပါတယ်။သူမှလည်းအဲ့ဒီတင်ကြိုင်ဘက်ကိုမသွားရကြတော့ပါဘူး။ခြေအနေကိုထိန်းချုပ်ဖို့အတွက်ရွာသူကြီးဟာနမဲကြီးခန္ဓာကြီးဆရာတအုပ်ကိုပေးဆောင်လာခဲ့ရပါတယ်။အဲ့ဒီဆရာကကူပတ်လင်မှာအထူးစီရင်ထားတဲ့အင်းအားလက်ဖွဲ့တွေနဲ့ပတားစီးတွေပြုတ်လုခဲ့ပါတယ်။ဒါအပြင်ဝိညာဉ်ကိုငြိမ်းချမ်းအောင်မြစ်တာဖို့ဆူတောင်းပေးတဲ့အစီအမံတွေကိုပါပြုတ်လုခဲ့ရပါတယ်။ဆရာကြီးကကိုကိုပိတ်တဲ့နေရာမှာတာမန်မြေကြီးနဲ့မဟုတ်ပဲမန္တန်ဆောက်ထားတဲ့သဲတွေရေပန်းတွေအသုံးပြုခဲ့ပါတယ်။ပြီးတော့ကိုပေါ့ဝါကိုတန်ကြိုးတွေနဲ့ရစ်ပတ်ပြီးပေါ်ကနေအင်ကွက်တွေချထားပါတယ်။ဒီတစ်ချိန်မှာတော့အားလုံးပြီးဆုံးသွားမယ်လို့ရွာသားတွေမျှော်လင့်ခဲ့ကြတာပါ။အဲ့ဒီညမှာတော့ဆရာကြီးရဲ့ရွာသားတချို့ဟာတင်ကြရနီးမှာပုံကွဲပြီးဆောင်ကြည့်နေခဲ့ကြပါတယ်။ညတကောင်ကျော်ချိန်ရောက်တော့လေပြင်းတွေရုတ်တရက်တိုက်ခတ်လာပြီးဂူစီကနေအကွဲတန်ကြီးထွက်ပေါ်လာပါတယ်။အားလုံးရဲ့ရင်ခုန်တန်တွေမြန်လာပြီးဘာဆက်ဖြစ်မလဲဆိုတာကိုအသက်အမီစောင့်ကြည့်နေခဲ့ကြတာပါတန်ကြိုးတွေပြတ်တောက်သွားမလားလို့စိုးရိမ်ခဲ့ပြီးမြဲဒီတစ်ခါမှတော့ကူဟာပြန်ပွင့်မလာခဲ့တော့ပါဘူး AI တွေရဲ့တကူကြောင့်လားဝိညာဉ်လေးပဲကျဉ်းသက်သွားလို့လားဘယ်သူမှအတိအကျမသိခဲ့ကြပါဘူးမနက်လေးနဲ့အထိအားလုံးငြိမ်သက်နေခဲ့ပြီးရွာသားတွေလည်းတပြင်းချနိုင်ခဲ့ပါတယ်ဒီအဖြစ်အပျက်ပြီးသွားပြီမြဲရွာသူကြီးရဲ့တပည့်ဘလို့တည်ဆုံးသွားခဲ့ရတယ်လဲဆိုတာကတော့ပဟေးကြီးတစ်ခုအဖြစ်ကြံရစ်ခဲ့ပါတယ်တချို့ကတော့တရားခံဆက်ရမှန်ဟာအကြောက်လုံးပြီးရုတ်တက်သွားတယ်လို့တီတိုးပြောဆိုကြပါတယ်။ဘာပဲဖြစ်ဖြစ်ဒီချိန်ထားတဲ့ကုတင်ကြိုင်ဟာရွာရဲ့ကြောက်မြောက်ဖွယ်ရာတမန်ဝင်နေရတဲ့ခုဖြစ်လာခဲ့တာပါ။ခုချိန်ထိအဲ့ဒီရွာဟောင်းလေးဘက်ကိုရောက်သွားရင်ခြုံနယ်တွေကြားကတန်ကြိုးတွေရစ်ပတ်ထားတဲ့ကုပြက်ကြီးကိုမြင်တွေ့နိုင်ပါသေးတယ်။တကယ်လို့တင်သားအဲ့ဒီနေရာကိုရောက်သွားခဲ့ရင်ညဘက်မှာခုနားကိုသွားရဲပါမလား။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းလိုအပ်ချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။